မင်္ဂလာပါဒီ28ရက်ပါနော်ဒီကောက်ဝယ်ပြီးသွားပြီဒီကောက်ပြီးတိုင်းမှာတနိုင်ငံလုံးအတိုင်းတာနဲ့ဒီမှာကျွန်တော်တို့တနိုင်ငံလုံးZoom meeting နဲ့အဖြေပေါ့နော်ကျွန်တော်နေပြည်တော်ကတော့ကျွန်တော်ပုပ္ပတိကတော့နိုင်တာပေါ့ဗျာကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်နိုင်တာပေါ့နော်ပုပ္ပတိမှာမဲယုံ86ယုံမှာ4ယုံတော့ပုခါတိကရှုံးတော့ပေါ့နော်အဲ့တော့82ယုံနိုင်တာပေါ့နော်အဲ့ဒါမပြောတော့ပါဘူးကျွန်တော်တို့ကြံတဲ့10မြို့နယ်လုံးအကုန်နိုင်တာပေါ့နော်အဲ့တော့ရခိုင်ပြည်နယ်နိုင်နေရန်ကုန်တိုင်းအကုန်နိုင်နေပြီးတော့အကုန်နိုင်ကရင်အကုန်နိုင်မကွေးနိုင်ရှမ်းရှေ့နိုင်ကယားနိုင်မွန်နိုင်ကချင်နိုင်ကျန်တဲ့ဟာတွေကတော့အခုရေတွက်ဆဲပေါ့နော်ရေတွက်ဆဲအဲ့ဒီအနေထားတော့ရှိဟုတ်ဒီဟာကဟိုပါပေါ့နော်ပထမအတုပ်ပေါ့နော်ဒုတိယအတုပ်နဲ့တတိယအတုပ်ဆက်ပြီးတော့ကြိုးစားကြပါအောင်လို့ကျန်တဲ့ပါတီတွေလည်းလေမဆိုးပါဘူးသူတို့လည်းကြိုးစားကြပါတယ်ကျန်တဲ့ပါတီတွေလည်းကျွန်တော်နဲ့အတူတူကြိုးစားကြတယ်အဲ့ဒါလေးလည်းပြောတာဒီစားပါမင်္ဂလာပါဒီ28ရက်ပါနော်ဒီကောက်ဝယ်ပြီးသွားပြီဒီကောက်ပြီးတိုင်းမှာတနိုင်ငံလုံးအတိုင်းတာနဲ့ဒီမှာကျွန်တော်တို့တနိုင်ငံလုံး Zoom meeting နဲ့အဖြေပေါ့နော်ကျွန်တော်နေပြည်တော်ကတော့ကျွန်တော်ပုပ္ပတိကတော့နိုင်တာပေါ့ဗျာကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်နိုင်တာပေါ့နော်ပုပ္ပတိမှာမဲယုံ86ယုံမှာ4ယုံတော့ပုခါတိကရှုံးတော့ဗောနော်အဲ့တော့82ယုံနိုင်တာဗောနော်အဲ့ဒါမပြောတော့ပါဘူးကျွန်တော်တို့ကြံတဲ့10မြို့နယ်လုံးအကုန်နိုင်တာဗောနော်အဲ့တော့ရခိုင်ပြည်နယ်နိုင်နေရန်ကုန်တိုင်းအကုန်နိုင်နေပြီးတော့အကုန်နိုင်ကရင်အကုန်နိုင်မကွေးနိုင်ရှမ်းရှေ့နိုင်ကယားနိုင်မွန်နိုင်ကချင်နိုင်ကျန်တဲ့ဟာတွေကတော့အခုရေတွက်ဆဲပေါ့နော်